အားလုံးပဲမြင်လာပါဒီဗီဒီယိုမှာတော့ကျွေးနေပြုံးမပြေခွင့်ရှင်းရဲ့ရှော့ကတ်တဲ့အကြောင်းကိုပြောပြပေးပါမယ်အပြာပဲရေးထားတဲ့ပုံလေးကဘပိုင်းကြောင်ရင်ကျွန်တော်ကဒီလိုမျိုးအတူတူပဲရေးမှာဖြစ်ပါတယ်မင်တယ်မောက်ဘတ်တူခွင့် MMP ငါကလစ်ခွင့် LC ငါကလစ်ခွင့် RC တကယ်ရှော့ကတ်တွေအောင်ဒါလေးပေါ့ဒီရှော့ကတ်တွေကိုကျွန်တော်ပလန်နာတုံးတဲ့အချိန်မှာဒီငါးလေးပါမြင်ရအောင်ပြတ်တော့ပြီးပါမယ်အဲ့လိုပြတ်တော့မှလည်းကျွန်တော်တို့ကျွန်တော်ခုလုံးနေတဲ့ဟာတွေရှော့ကတ်တွေတခါနဲ့တွဲမြောက်ပေါ့ပလန်နာမှာကရှော့ကတ်ကအရေးကြီးရှော့ကတ်ပိုင်မှလည်းတော့မော်ဒယ်တင်ဆောင်တာနဲ့ animation clip တွေပြီးရင်ဒီမဲ့ခုလုံးရမှာတော့ကျွန်တော်ရှော့ကတ်ကိုနှစ်ပိုင်းခွဲထားတယ်ဒါကပလန်နာမှာ Blender interface မှာပြတ်တော့ရင်လည်းဒီဘက်မှာ shortcut တွေတစ်ခါလေးကြည့်လို့ရအောင်ဖော်ပြပေးတာပါဒီအဖြုံးမဲ့ဟာလည်းအတူတူပဲနော်ဘာမှမကွာဘူးတကောအကျဉ်းချုပ်တကောအကျဉ်းချုပ်ရေးပေးထားတယ်ဒါလေးပဲကွာဒီအဖြုံးဝင်လည်းကျွန်တော်ရဲ့ဗီဒီယိုရဲ့commentအောက်မှာအများနဲ့ JPEG file နဲ့တင်ပေးတော့မှာဖြစ်ပါတယ်ဒီကောင်လည်းတင်ပေးပါမယ်အဲ့တော့rotate ဒီ interface ဒီ 3D interface တခုကိုကျွန်တော် rotate လှည့်ကြည့်မျိုးကြည့်မယ်ဆိုရင် mouse ရဲ့ middle mouse button ကို middle mouse button ကို drag လုပ်ပြီးကြည့်ရမှာဖြစ်ပါတယ်ဒီမှာလည်း 3D view ကိုလှည့်ပတ်ကြည့်ရင် middle mouse button ကို drag ရမယ် middle mouse button ကို drag လိုက်ပါဒါဆိုရင်ခုလိုမျိုးဖြည့်ပြီးတော့ဆွဲနိုင်ရင်ခုလိုမျိုးလှည့်ပတ်ကြည့်လို့ရတယ်နော်ဒီမှာလည်းကျွန်တော်ဘာမိတဲ့ခါပေါ်နေမယ်နော်မကြိမ်မိလိုက်လို့မကြိမ်ပေါ်လားပြီးတော့ဆိုချုပ်ချက်ကို mouse ကိုရှေ့တော့မခုကြည့်လိုက်ရှေ့တော့ရင်ကျွန်တော်ဆိုရင်ဖြစ်ပြီးတော့ mouse ကိုအောက်ဖြစ်သွားတယ်ကြည့်မယ်ချုပ်ချက်ဆိုရင်ကြည့်မယ်ဒီကခုရပြီဆိုရင်ကျွန်တော်ကပန်ပြူဆိုတာကဘေးလိုက်ကြည့်တာဒီမှာလည်းကျွန်တော်ရဲ့မျိုးကိုဘေးဘက်ကနေကြည့်ဘေးဘက်တွေကိုကြည့်ရမှာနော်ဒါဘယ်လိုလဲဆိုရှင်းရဲ့ middle mouse ကိုရှစ်ကိုဖိထား middle mouse ကို drag ခိုင်းတာနော်ဒီဘက်ကရှစ်ကိုဖိထား middle mouse ကို drag ခိုင်းလိုက်ဒါဆိုရင်ဒီဘက်ချမ်းနေတော့လို့ရပြီကိုကြိုက်တယ်လို့တော့လို့ရပြီနော်ဒါဆိုရင်ဒီကောင် connection လက်ကလက်ဒါဆိုရင် connection ပေးရဒါဆိုရင်လိုက်တယ်ရော connection ပေးရဒါဆိုရင် camera ကို connection ပေးရဒါဆိုရင်ကျုပ်ဒီကောင်က model တင်ကောက်မှာပေါ့ပြီးရင် camera က flat off ကို ကိုနှိမ့်လိုက်ဒါဆိုရင်တော့ဘုံ connection ဝင်သွားပြီဒီ flat off ကို order in ဒါမှမဟုတ်ရင် order in မဟုတ်ရင်လည်းဒီ ကိုချက်အမြင်နှိမ့်လိုက်ဒါဆိုရင် connection ပြောက်သွားပြီနော်ဒီမှာတစ်ချက်ကြည့်connection ပေးနေဒီ flat all ကိုချက်ပြီးလို့ရတယ်ဒါမှမဟုတ်ရင် order in ပြီးလို့ရတယ်နောက်တစ်ခုရှိသေးရပါဒီလိုမျိုးဒီကောင်လေးနဲ့မတက်ခိုင်တဲ့ဒီလိုကားလေးမှာနေရာလွတ်တဲ့နေရာမှာလက်ကလေးနှိမ့်လို့ရတယ်ဒါဆိုရင် connection ပြောက်တယ်နေရာလွတ်မှာလက်ကလေးနှိမ့်လို့ရတယ်နှိမ့်လို့ရတယ် order in နှိမ့်လို့ရတယ်ဆိုတော့ okay နှိမ့်လို့ရတယ်ဒါမှမဟုတ်ရင်ဒီသုံးခုလုံးကို drag နှိမ့်ပြီးတော့ connection ပေးလို့ရတယ်နောက်တစ်ခုက frame clip ကဘာလဲဆိုတော့ပြောတာကျိုးထဲမှာ frame clip ရှိတယ်ကျိုးထဲမှာ frame clip ဒီကောင်လေးမှာနံပါတ်ဘက်ကဟာလေဒီကောင်လေးတော့အဲ့ဒါဘာ keyboard ရဲ့ဘယ်မှာရှိတယ်လဲဆိုတော့ keyboard လုံးရရှာလိုက်မယ်ဒီမှာချက်ကောင်လေးဒီကောင်လေးဒီကောင်လေးဒီခလုံးလေးကိုမြင်အောင်ဒီကောင်မုံနော်ဒီကောင်မုံဘူးဒီကောင်အဲ့တော့ဘာပြောရလဲခင်
ကိုယ့်ရဲ့အမင်းကောင်းကိုရောက်ချင်တဲ့ကောင်ကို connection ပေးပြီးအကောင်ကိုနှိမ့်လိုက်အဲ့ငပတ်ပတ်ကိုနှိမ့်လိုက်ဒါဆိုရင်ဒီကောင်ကဒီမြေဝင်လေးကိုရောက်လာပြီနော်အဲ့တော့မဟုတ်ဘူးဒီကောင်ကဝင်းနေတဲ့အချိန်မှာဒီကောင်ဖလက်ပြီးငပတ်ပတ်ကိုဒီကောင်တစ်ခုပဲကိုယ်ရင်းလောက်နေရောက်လာတယ်ဒါကလည်းကြာရင်ကျွန်တော်တို့အဲ့လိုမျိုးတစ်ခုကအများဝင်းနေတဲ့အချိန်မှာဥပမာပြောပြမလားဥပမာဒီကောင်ကဟိုဝင်းရောနော်ဟိုဝင်းရောရောက်နေတယ်အဲ့ဒါဆိုရင်ဒီကောင်ကိုတစ်ချက်နဲ့အဲ့လိုကြီးကျွန်တော်တော့ရမလို့တော့ဟုတ်လားမသူ့ကိုမြင်နေရရင်သူ့ကိုတစ်ချက်နဲ့နှိပ်ပြီးငပတ်ပတ်ကဟာနေကိုနှိပ်လိုက်ဒီကောင်ကအမီကိုဝင်းကနေရောက်လာကိုလေးအဝင်းရောက်တော့ပြီနောက်ထပ်တစ်ခုကဘာလဲဆိုရင်ဟုတ်ကဲ့ fly off ကဒီ interface မှာရှိတဲ့ဟာအကုန်လုံးကိုသူကတခါလေးပြပြဟုတ်ကဲ့ကဒီဘက်ကဟုတ်ကဲ့ကိုပြောတာဒီကောင်လေးဒီဟုတ်ကဲ့ဒီကောင်လေးအဲ့တော့ဟုတ်ကဲ့ကိုနှိပ်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာပါတဲ့ဒီနေကူတော့သူတခါလေးပြပြနော်ဟုတ်ကဲ့ဒီမှာဒီ training interface မှာရှိတဲ့ lighting နဲ့ camera တွေ model တွေအားလုံးကိုခြုံပြီးပြပြတာဒါတော့ဆိုရင်နားလည်မလို့ထင်ပါတယ်နောက်ထပ်တစ်ခုက favorite ကျူအဲ့ဒါဘာလို့ပြောနေဆိုရင်တချို့ game တွေကနံပါတ်ပတ် keyboard မပါခဲ့ရင် favorite လို့ချင်ရင်နာမည်ကိုနှိပ်ကနေနဲ့ add to favorite ကိုနှိပ်တချို့ game တွေတချို့ laptop ရင်ကျွန်တော်ဒီဘက်ချားရမပေါင်းဘူးခဏနမ laptop ကိုရင်ကျွန်တော်ဒီဘက်ချားရမပေါင်းငါးနမကွင်းချမှာဒီဘက်ချားရပါအဲကြောင့်အဲ့ဘက်ချားရမပေါင်းဘူးဆိုရင်အဲ့လိုမျိုးလုပ်လို့ရတယ်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်ကဥမာတစ်ခုပြမယ်နော်ဒီကြောင့်တော့နံပါတ်မပါခင်ဥမာတစ်ခုနေမယ်တကောကကျွန်တော် view ဒီ frame ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ right click ကိုနှိပ်ပြီး add to quick frame ကိုနှိပ်လိုက်အဲ့ဒီမှာ add to quick frame ကိုနှိပ်ပြီးဒီကောင်ခဏမှမှတ်ပြီးကျုံနှိပ်ပြီးဒီမှာတလား frame နဲ့နံပါတ်ဒီကောင်လေးပါလာပြီဒီကောင်ကိုတစ်ချက်နှိပ်လိုက်ဒီကောင်ကိုယ့်ရဲ့အရှင်ကိုရောက်လာပြီဖြစ်တယ်အဲကျုံနှိပ်လိုက်ရောဒီကောင်လေးဒါလေးကဘယ်လိုလုပ်ရောက်လာတယ်ဆိုရင်ခုကကျွန်တော်ကဒီကောင်ကို right click ပေးပြီးတော့ add to quick frame လုပ်ခိုင်းတာအခုတူလည်းပေါက်ထည့်ပြီးခေါ်တကောင်ပြတ်ဖြတ်ချင် remove လို့ quick frame ကိုပြင်လို့ရတယ်။မမေ့သေးဘူးငါလည်းတကောင်ကျွန်တော်ထပ်ထည့်ကြည့်ပြီ။ add to တကောင်ကို add to quick frame ဒီမှာခုပါနော်။ဒီမှာခုထည့်ပြီးခေါ်ကျုံနှိပ်ကြည့်မယ်။အခုပေါ်လာကျွန်တော်ဘယ်ကောင်နှိပ်လဲအကုန်လုံးမြင်ချင်တယ်ဆိုရင် frame on hold နှိပ်လိုက်ဒါဆိုရင် frame on ဒီဘက်အကုန်လုံးမြင်ရတယ်ဒီကျုံကငပတ်ပတ်မပါနဲ့နောက်တော့အတွက်ပဲသုံးဝင်လာနော်ငပတ်ပတ်ပါနဲ့ keyboard တွေလို့ဆိုရင်ဒီကျုံကသုံးရမလို့ရတယ်ဘာမှပြန်နောက်တော့ထပ်ပြမယ်နော်ဒီကောင်လေးကိုဒီမီဒီလေးကိုဖလက်ပေးမယ်ကျုံနှိပ်မယ်ပြီးရင် frame flat ငပတ်ပတ်ဒီကောင်ကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်မီဒီလိုက်တဲ့နေ့ကကိုရှင်ကိုရောက်လာဖြစ်တယ်ဒီကောင်လေးကျွန်တော်ပြတ်ဖြတ်ချင်တယ်ဆိုရင်ကျုံလေးကကျုံနှိပ်မယ်ဒီကောင်ကို right click နှိပ် remove from quick favorite ကောင်တစ်ချက်နှိပ်လိုက်ဒါဆိုရင်quick frame ကနေထွက်သွားပြီ။ဒီတစ်ခုမှကျန်တော့။ဒါလည်းအလုံးစုံပြတ်ဖြတ်ချင်တယ်ခင်ဗျ။ right click နဲ့ quick frame remove from quick frame ကိုနှိပ်။ဒါလည်းပြတ်ထည့်ချင်တယ်ခင်ဗျကျွန်တော်ရတခြားဟာကြီးပေါ့နော်။တခြားတစ်ခုခုဒီဘန်နေနဲ့ထည့်လို့ရတယ်။ right click နဲ့ quick frame right click နဲ့ add to quick frame ဒါကောင်ပြတ်ထည့်ချင်တယ်ထည့်လို့ရတယ် add to quick frame အဲ့ဒီမှာကျွန်တော်ကြိုနှိပ်ကြည့်မယ်။ဒါဆိုရင်ကျွန်တော်သုံးခုထည့်ခဲ့တာဖြစ်တဲ့အတွက်ဒီမှာသုံးခုပုံလိုက်နော်။ကျွန်တော်လေးမယ်ခင်ဗျကင်မရာ view အတိုင်းကျွန်တော်ဒီမှာပုံမယ်အဲ့လိုမဟုတ်ဘူး top view တော့ကအပေါ်စင်းရရင်ကြည့်တာဒီကောင်ကိုရှင်းမယ်ခင်ဗျဒီကောင်ကကျွန်တော်ပေါ်စင်းရရင်ကြည့်တာဖြစ်တယ်အဲ့ခင်ဗျဒီကောင်ကိုကျွန်တော်ပြတ်ဖြတ်မှာပြတ်ဖြတ်လိုက်မယ် remove တော့ဆိုရင်ကျွန်တော်ဒီကောင်ကိုပြောလာဒီဘောပေါင်းမင်းတို့ထည့်ပါနဲ့ဒီဘိုင်းလေးကိုတင်းတင်းချာချာလေးနေကြည့်ကြည့်ပါနော်တင်းတင်းချာချာလေးရပြီပုံမှကျွန်တော် modeling တင်ခေါက်တဲ့အချိန်မှာဒီမဲ့ခရဖြစ်မှာ
ဒီပိုင်းတွေကိုစကနေဒီနေ့ချာမလို့ဘူးခင်ဗျာကြောင့်မော်လီခေါင်းလေးကြရင်အချိန်ကြာမှုရှိတတ်တယ်အဲကြောင့်ဒီပိုင်းတွေကိုဒီချာလေး train ပြီးပါလို့အကြံပြုပါနဲ့ခုနပြောဖို့တစ်ခုကြံတော့တယ်သုံးပါကအခုရှိရင်မောက်ရှင်ဝင်းကိုဒီလိုမျိုးချုပ်ချက်ကြည့်လို့ရတယ်လို့ဘာလဲ control မင်းတဲ့မောက် drag ကိုလည်းကြည့်လို့ရတယ် control ကိုဖိပြီးမင်းတဲ့မောက် drag ကိုနိုင်မယ်ခင်ဗျာဒါကျွန်တော်တို့အမြဲတမ်းဂျုံနေမှာခင်ဗျာကျွန်တော်ဆုံးဖြတ်ရခြင်းမှာထက်ဖြစ်တယ်နော်အဲ့တော့ထက်နေမဖြစ်အောင် control ကိုဖိပြီးတော့မင်းတဲ့မောက် button ကိုဖိပြီးခွင့်ရမှာနော်ဒါခင်ဗျာခုလိုမျိုးဖူးဖြစ်ပြီးတော့အသေးစိတ်ကိုဒီလေးကြည့်လို့ရအောင်နော်ဒီမျိုးအမြဲတမ်းဂျုံနေမှာ control ဖိပြီးတော့မင်းတဲ့မောက် button ကိုဖိခွင့်ရတော့ဘုံမျိုးနောက်ဖြစ်တယ်အဲ့တော့ဒီကောဖူးနိုင်ဒီမှာလည်းရေးပြထားတယ်ဖောက်ဖူးကိုတော့ချောမမေ့ဖြစ်နေတယ်ကွန်ထရိုးပြင်ပြီးတော့တယ်မောက် track ကိုရှေ့တုံးလောက်လုပ်ကြည့်ပါဒီမှာ track ကိုဖိပြီးတော့ရှေ့တုံးလောက်လုပ်ကြည့်ဒါအဝင်းကိုတော့ကျွန်တော်ဟောမယ်မောက်ဝင်းနဲ့ပေါ်လို့ရတယ်ဒီမှာလည်း shot ကနေပြထားတယ်နော်ဒီဘောကကျွန်တော် control ရမယ်တယ်မောက်ရင်ဖိထားသူပြနေတယ်ကျွန်တော်ဒီမင်းတယ်မောက် trap နေတော့တော့မှာဒီလိုဒီပါတော့ဝင်တော့ခင်နားလည်မလို့ထင်ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်